Hey guys တင်းရဲ့ဦးနှောင်းဆိုတာကြွက်သားတစ်ခုလိုပါပဲပိုးပြီးလေ့ကျင့်ပေးလေပိုးပြီးတန်ဆွမ်းလာလေပါပဲဒီနေ့မှာတော့တနည်းကိုမိနစ်အနည်းငယ်အချိန်ပေးရုံနဲ့တင်းရဲ့အာယုံစူးစိုက်မှုမှတ်ဉာဏ်နဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကိုတီးတီးတာတာမြင့်တက်လာစေမဲ့အယံယူရှင်းတဲ့လေ့ကျင့်ခန်း၄ခုကိုပြသပေးသွားပါမယ်ဒီလေ့ကျင့်ခန်းတွေကပြင်းစရာမကောင်းပါဘူးတကယ်တော့တင်ကိုယ်တိုင်ချက်ချင်းစမ်းလုပ်ကြည့်ချင်လာမဲ့ပျော်စရာစိန်ခေါ်မှုလေးတွေပါတင်ဦးနှုတ်ကို level up လုပ်ဖို့အဆင့်သင့်ဖြစ်ပြီဆိုရင်ပထမဆုံးလေ့ကျင့်ခန်းကိုတွားလိုက်ရအောင်၁ရှောက်တီးတေးပဲအမြန်နှုံးနဲ့အာယုံစူးစိုက်မှုဒီစမ်းသပ်မှုကတော့ရှောက်တီးတေးပဲ speed test ဖြစ်ပါတယ်ဆရာကွက်တစ်ခုထဲမှာနံပါတ်1ကနေ25အထိကိုကမောက်ကမခြားရေးထားပါတယ်တင်းရဲ့တာဝန်ကတေးနာ3စသဖြင့်နံပါတ်25အထိအစင်လိုက်ကိုအမြန်ဆုံးရှာဖွေပြီးထောက်ပြသွားဖို့ပါစိန်ခေါ်မှုကဒါကိုစက္ကန့်30အတွင်းပြီးအောင်လုပ်ဖို့ပါနဲ့ပထမဆုံးအချိန်မှာမလုပ်နိုင်ခဲ့ရင်လည်းစိတ်မပူပါနဲ့လူအများစုကပထမအချိန်မှာ10မိနစ်ကျော်အချိန်ယူရတတ်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်ကတနည်းကို9မိနစ်လောက်ပဲလေ့ကျင့်ပြီးရင်တောင်တင်းရဲ့အာယုံစူးစိုက်မှုအမြင်အာယုံလင်းမြန်မှုနဲ့ဦးနှောက်အလုပ်လုပ်တဲ့နှုံးတွေကမယုံနိုင်လောက်အောင်တိုးတက်လာပါလိမ့်မယ်အခုပဲဖုန်းထဲမှာရှောက်တီးတေပဲလို့ရှာပြီးစမ်းကြည့်လိုက်ပါ2မျက်စိမိတ်စင်ခေါ်မှု blindfold challenge မှတ်ဉာဏ်နဲ့တတိတရားဒီတစ်ခါတော့ရိုးရွှင်းတဲ့အလုပ်လေးတွေကိုမျက်စိမကြည့်ဖယ်လုပ်ရပါမယ်ထူးဆန်းတယ်လို့ထင်ရပေနဲ့ကျွန်တော်ကိုယုံလိုက်ပါဒီ3ခုကိုလုပ်ကြည့်ပါစာရွက်ပေါ်မှာတင့်နာမည်ကိုရေးပါစဝင်းတစ်ခုဆွဲပါဒါမှမဟုတ်ဖုန်းထဲမှာတင့်နာမည်ကိုရိုက်ထည့်ပါဒါဒီအားလုံးကိုမျက်လုံးကိုမကြည့်ပဲလုပ်ရမှာပါနော်အခုပဲဗီဒီယိုကိုခဏရက်ပြီးစမ်းလုပ်ကြည့်ပါကျွန်တော်စောင့်နေပါမယ်ကဲခလာပထမဆုံးအချိန်မှာစာရီကောက်ကွေ့နေဖို့ရခိုင်နှုန်းများပါတယ်ဒါကလုံးဝတဘာဝပါပဲအမြင်အလုံးကိုဖယ်ရှားလိုက်တဲ့အခါတေဦးနှုတ်ကလမ်းကြောင်းသစ်တွေကိုမထစ်မရတည်ဆောက်ရပါတော့တယ်ဒါကတင်းရဲ့နေရာဒေသအာယုံခံနိုင်စွမ်းကြွသားမှတ်ဉာဏ်နဲ့မှတ်တမ်းတင်နိုင်စွမ်းတွေကိုပိုအားကောင်းလာစေပါတယ်ဒီနေ့ကို2မိနစ်လောက်ပဲလေ့ကျင့်ပြီးရုံနဲ့ပစ္စည်းတွေဘယ်နာထားခဲ့လဲဆိုတာကစာလို့စာမွေးပွဲအတွက်မှတ်စရာတွေလက်နဲ့မျက်လုံးအချိတ်ဆက်မိမိအလုံးလုံးနိုင်စွမ်းတွေအားလုံးတီးတီးတာတာကောက်လာပါလိမ့်မယ်ဒီလေ့ကျင့်ခန်းကတင်ဦးနောက်ကိုကျန်သွားဆောက်ခိုင်းတယ်လို့ပါပဲ3မတုံးလေးမရှိတဲ့လက်ရစွမ်းအား non dominant hand ဒီနေရာမှာကစားပွဲကပြောင်းသွားပါပြီအခုခါစပြီးနေစဉ်လုပ်နေကြအလုပ်တွေကိုတင်မတုံးလေးမရှိတဲ့လက် opposite hand နဲ့လုပ်ကြည့်ပါတင်ကညာတန်းဆိုရင်ဘဲဘက်လက်နဲ့တွားတိုက်ပါစာရေးပါဖုံးသုံးရင်တောင်ဘဲလက်နဲ့သုံးပါဘဲတန်းတွေကလည်းပြောင်းပြန်လုပ်ပါအစာပိုင်းမှာတော့လမ်းလျှောက်သက်စာကလိလိုမျိုးထူးဆန်းပြီးစိတ်အနှောက်အယှက်ဖြစ်ရပါလိမ့်မယ်ဒါပေမဲ့သိပ္ပံပညာကဒီလိုဆိုပါတယ်ကိုအားမထန်တဲ့လက်ကိုတုံတာဟာဦးနောက်ရဲ့ဘဲညာချန်တစ်ခုချာမှဆက်သွယ်မှုအသစ်တွေဖန်တီးပေးပါတယ်တင်ဦးနောက်ထဲမှာအဝေးပြေးလမ်းမှာတစ်တွေဖောက်လုပ်လိုက်သလိုပါပဲအခုပဲကိုအားမထန်တဲ့လက်နဲ့ဒီဗီဒီယိုကို live နေတာ comment ရေးတာမျိုးလုပ်ကြည့်လိုက်ပါဘလောက်တောင်အာယုံဆက်ရလဲဆိုတာခန်းစားကြည့်ပါအဲ့ဒီအခက်ခဲကတင်ဦးနောက်ပိုတန်ဆွမ်းလာနေတဲ့ဆိုတဲ့အတိတ်ပဲပါပဲဒီလိုမျိုးနေစဉ်အလုပ်တွေမှာတပတ်လောက်ပဲလေ့ကျင့်ကြည့်လိုက်ပါတင်းရဲ့ကိုလက်လှုပ်ရှားမှုတွေအချိတ်ဆက်မိလာမယ်စဉ်းစားတွေးခေါ်မှုပိုမြန်လာမယ်ပြဿနာဖြေရှင်းနိုင်စွမ်းတွေပိုကောင်းလာတာကိုသတိထားမိလာပါလိမ့်မယ်၄အယောင်နဲ့စာထားစိန်ခေါ်မှု stroke effect လီစာလိုစူးစိုက်မှုဒါကတော့နောက်ဆုံးလေ့ကျင့်ခန်းပါဒါကတင်စစ်ကိုတကယ်ကစားမယ့်အရာပါစာသားတွေကအယောင်အမည်တွေဖြစ်နေပေမဲ့စာသားကိုရေးထားတဲ့အယောင်ကတခြားအယောင်ဖြစ်နေပါမယ်တင်တာဝန်ကစာသားကိုဖတ်ဖို့မဟုတ်ပဲစာသားကိုရေးထားတဲ့အယောင်ကိုအတန်ထွက်ပြောဖို့ပါဥပမာအနီဆိုတဲ့စာသားကိုအပြာရောင်နဲ့ရေးထားရင်တင်ကအပြာလို့အတန်ထွက်ပြောရပါမယ်ရိုးရှင်းတယ်မလားโอเคအခုပဲစမ်းကြည့်အောင်အစင်သင်ပြီလား let's goမြင်တဲ့အတိုင်းပဲတင်ဦးနှုတ်ကအလိုအယောင်စာသားကိုပဲဖတ်ချင်နေပါတယ်ဒါပေမဲ့တင်ကအဲ့ဒါကိုတာပြီးအယောင်ကိုပဲအာယုံစိုက်ရပါမယ်ဒါကနာမည်ကြီး stroke effect ဖြစ်ပြီးဦးနှောက်ရဲ့ထိန်းချုပ်ရေးစင်တာကိုလေ့ကျင့်ပေးတာပါ
ဒီလေ့ကျင့်ခန်းကအနောက်ရှက်တွေကိုလစ်လူရှုဖို့အာယုံစူးစိုက်မှုကိုတိုက်ရိုက်အမိန်ပေးနိုင်ဖို့နဲ့အလုပ်တစ်ခုကနေတစ်ခုကိုအမြန်ကူးပြောင်းနိုင်ဖို့ကူညီပေးပါတယ်။တနေ့ကို3မိနစ်လောက်လုပ်ရုံနဲ့တင်းအာယုံစူးစိုက်မှုကလေးစားရောင်ကြီးတစ်ခုလို့စူးရှားလာပါလိမ့်မယ်။ကဲဒါတွေကတော့တင်းရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအားကိုပြောင်းလဲပေးနိုင်မဲ့ဦးနောက်လေ့ကျင့်ခန်း၄ခုပါပဲ။ processing ပုံမြန်ဖို့ရှောက်တီးတီးပဲမှတ်ဉာဏ်ပိုကောင်းဖို့မျက်စိမိတ်စိန်ခေါ်မှုချိတ်ဆက်မှုပိုကောင်းဖို့အာမထာနဲ့လက်ကိုသုံးခြင်းနဲ့လေးစားလို့အာယုံစူးစိုက်ဖို့အယောင်နဲ့စားသားစိန်ခေါ်မှုဒီထဲကတစ်ခုခုကိုရွေးပြီးဒီနေ့ပဲ9မိနစ်လောက်စမ်းလုပ်ကြည့်လိုက်ပါဒီလောက်ပါပဲပြီးတော့ဘယ်လေးချိန်ခန်းကတင့်ကိုအစွဲဆောင်နိုင်ဆုံးလဲဆိုတာအခုပဲပြောပြခဲ့ပါအောင် ဒီနေ့မျှဝေပေးခဲ့တဲ့လေ့ကျင့်ခန်းလေးတွေကတင်းတွဲအကျိုးရှိတယ်ဆိုရင် like လေးတစ်ချက်နှိပ်ပေးခဲ့ပါအောင်ဒါဟာကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေဆက်လုပ်ဖို့အများကြီးခွန်အားဖြစ်စေပါတယ်နောက်ထပ်လည်းဦးနောက်ဆိုင်ရည်နဲ့ဘဝတိုးတက်ရေးဆိုင်ရာဗီဒီယိုကောင်းတွေကိုလက်မလွတ်ရအောင် channel ကို subscribe လုပ်ထားဖို့တိုက်တွန်းချင်ပါတယ်